မင်္ဂလာပါကျွန်တော်တို့ကဒါဆိုရင်ဒါဘာရွာခေါ်တာလဲခုနိုင်တာထုံးဖို့လေ ထုံးဖို့နော် ထားကြောင်မိုင်းမရထား ထုံးဖို့မြရထားကြောင်မိုင်း ဟုတ်ကဲ့ပါ ဟောကျွန်တော်တို့ကရောက်နေပါတယ်ဆောစောတနေရာမှာဘူး90လောက်လူပြီးတော့အခုဒီနေရာမှာဘူး90လောက်ဒီမှာရှိတဲ့ယာသူယာသားတွေပေါ့နော်ရေခက်ခဲတောက်ရေအထူးသဖြင့်တောက်ရေခက်ခဲဖြစ်နေတဲ့အတွက်ဒါလူတန်းပြီးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဖွဲ့စေတနာဝန်ထမ်းတွေပေါ့နော်အားလုံးဝိုင်းပြီးတော့ကူညီနေကြတာပါဒါကတော့ကျွန်တော်တို့အဖွဲ့ကမင်းသားချက်ရအောင်ပါအခုလိုရေလှူဒန်းပေးတဲ့အတွက်အလူရှင်တခြားမာရိစာနဲ့တခြားသောဒီကိုဒုက္ခချရတီကိုအများအားထောက်ပံ့လှူဒန်းနေတဲ့ပြည်တွင်းပြည်ပမှာအလူရှင်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ရေအကျိုးစေပါအားလုံးရကြပါစေထပ်တူရကြပါစေလို့မေတ္တာပို့ဆုတောင်းပါတယ်မြန်မာနိုင်ငံတော်သူနိုင်ငံတော်သားကမ္ဘာသူကမ္ဘာသားအားလုံးလည်းဒီရေကဲ့သို့အေးချမ်းသောနှလုံးစိတ်ဝမ်းရှိကြပါစေကဆိုးဘေးဆိုးများအမြန်ကင်းဝေးကြပါစေဆုတောင်းပါတယ်Andrew, what are you in English? Hello, welcome to our Be Good Do Good charity again. Today we are here in Juwin village, right? Yeah. And we are donating water, purified drinking water on behalf of donor. And so our Be Good Do Good charity members are here. And the people are of course taking water. And thank you so much donor for donating this water. Especially in this difficult situation. Yeah. Thank you so much. Thank you, Andrew. Hello, Disha Marisha. Now this is another place we are donating purified drinking water for the villagers from here. Thank you so much for your noble donation for this needy time. But our people may you be happy and healthy with families. Thank you. Đó đó cho nó pride lâu đi, bây giờ lâu time bọn nó, sang đi lưu đề, gì đi lưu đề, cái cha đồ sao đi lưu đề bọn nó, lưu đàn nào đi, bây giờ là lâu time mà, cho nó rồi bây giờ lại bị đó. Cũng như sản xuất bì đấy bọn nó xe li ba xe li là chỉ dùng nhà gì thế mà đấy Tamile la, yelu mlo la, yeyu mlo la tamila. Yelu kamala. Yelu kamlo la tamile la. Đúng là thêm một lá đâu thì.
အဲ့မှာရှိသေးတယ်ဟုတ်ပြီ Okay thank you ပါအလူရှင်အားလုံးကျေးဇူးပါအလူရှင်အားလုံးကိုစားပြီးကိုဒုက္ခ charity ရတယ်ပြီးတော့ဝမ်းမြောက်ဝမ်းသာနဲ့ကျေးဇူးတင်ရှိပါတယ်အားလုံးကြမ်းမှချမ်းသာကြပါစေ